ကဲကျွန်တော်မိတ်ဆွေများအားလုံးသတိထားပါနော်ကျွန်တော်တို့2026မှာလိန်ကြီးအစ်စ်တစ်မျိုးပေါ်လာပါတယ်နော်ဒီလိန်ကြီးရလဲဗျာကျွန်တော်တို့အရင်လိုမျိုးတွဲလိုလိန်တာလောမဟုတ်တော့ဘဲနဲ့လုပ်ငန်းရှင်တွေကိုတီးပြတ်ထားပြီးလိန်တာနော်လိန်တာဘလောက်ပြီးလဲဆိုလို့ရှိရင်ဗျာတကယ်လဲလဲဝဲမရှိတဲ့သူစီပါသွားတာကြာပြီအဲ့နေ့ကလည်းကျွန်တော်ကိုယ်တိုင်ဖုန်းကင်တဲ့ခါကျတော့ဗျာသိတယ်မလားသူစကားပြောပုံနော်ပြောဟန်နေနောက်ထောင်ပြီးတော့လိန်နေဆိုတော့သတိထားမိသွားတာကဲကျွန်တော်ရဲ့ဘောနော်ရုံးက credit တယောက်သာကင်မိတယ်ဆိုရင်တီးကြတယ်ဗျာလိန်နဲ့ပတ်စံပါပြီနော်သူ့ရဲ့လိန်ပုံလိန်ကြီးတွေကျွန်တော်မိတ်ဆွေတွေသိအောင်ကျွန်တော် share လုပ်ပေးမယ်နော်သူကဘယ်လိုလိန်လဲဆိုလို့ရှိရင်ဗျာကျွန်တော်အယောင်းဝယ်သမားတွေဆိုတော့ဗျာကျွန်တော်စီမှာကားတွေကအမြင်အယောင်းဝယ်လုပ်နေတာအဲ့တော့ဗျာအယောင်းဖြစ်တော့ဆိုတော့သိတယ်သူကဖုန်းဆက်လာတယ်အကိုရေးတယ်မင်္ဂလာပါတဲ့မနေ့ရတဲ့ကားစီယန်ချသွားတဲ့အကိုပါဆိုတော့စိတ်ထဲမှာဖြစ်ချင်တော့ကျွန်တော်မနေ့ရလဲကားတစ်စီးရောက်မိနေတယ်ဗျာတကယ်လည်းစီယန်ချသွားတယ်အဲ့ဒါသူကညီလေးနဲ့မနေ့ရစီယန်ချသွားတဲ့အကိုပါတဲ့ဟောဒီနေ့မှငွေလာချေဖို့တယ်ပေါ့နော်အကိုဘာလို့ထပ်ပေးရမလဲတဲ့မိခါကျကျွန်တော်တွက်ပြလိုက်တော့ဗျာအကိုဝယ်သွားတာဒီဈေးပေါ့ဗျာအကိုစီယန်ကျွန်တော်330ချသွားတယ်ဆိုတော့ဒီလောက်ကြံနေကျွန်တော်ကရောင်းဈေးဝယ်ဈေးရောစီယန်ချတာပါကျွန်တော်ပြောလိုက်မိတော့ okay အဲ့ဒါဆိုကိုခဏလာခဲ့မယ်တဲ့ဖုန်းချပါခဏညမျက်ဆက်လာတယ်ညီလေးရတယ်လာကန်ကြီးမကွာတဲ့မိန်းမတဲ့ပြဿနာတွေရှာလို့တဲ့သိတယ်မလားအကိုလည်းကားကြည့်ပွိုက်ကွာကားကြိုက်လေသိတယ်အဲ့ကြောင့်စီယန်ချသွားတာတဲ့မိန်းမအရန်ပွန်လုံးကွာတဲ့ကားလည်းမြည်ပစ်တော့ဘူးတဲ့အကိုတဲ့ဟိုနော်အယောင်းရဲ့သဘောတော့နားလေပါတယ်အကိုတဲ့စီယန်အပြစ်မဟုတ်ရင်တော့မှတဝက်လောက်ပြန်မိပါတဲ့ဆိုတော့ကျွန်တော်ကလည်းဟိုနော်ကားလမ်းပေါ်မတင်ရသေးဘူးဗျာလမ်းပေါ်လည်းမတင်ရသေးတော့အခုအဲ့ဆိုခဏလေးနေပါပေါ့နော်ခဏလေးနေပါအောင်ကျွန်တော်ရုံးမတိုင်မီကျွန်တော်ပြတ်ဆက်မယ်ဆိုပြီးတော့ဖုန်းချလိုက်တယ်ဖုန်းချကျွန်တော်မေးတယ်အကိုဒီလိုပဲပေါ့ဗျာရုံးမှာမေးရခါကြတော့ကဲအဲ့ဆိုလေပြန်မိလိုက်ဆိုပြီးပြောတဲ့ခါကြတော့ကျွန်တော်ကဖုန်းဆက်လိုက်တယ်အကွေးပေါ့နော်ကျွန်တော်တို့စီယန်လေးပေါ့ပြန်ပြီးတော့သဘောတူတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ဘယ်ဖုန်းကိုလွှဲရမလဲပြီးတော့သူကရတဲ့ညီလေးတဲ့ကိုကြီးတဲ့ဟောပေါ့နော်ကိုကြီး KB ကိုလွှဲလိုက်ဆိုတော့အကို KB တမယ်ချက်ပို့ရဆိုတော့သူကနေပြီးတော့အားတဲ့ညီလေးတဲ့ဟိုအကိုမိမကောက်ပဲလွှဲလိုက်တယ်ဆိုတော့ရတဲ့ကိုလို့ကျွန်တော်ဟိုလိုကိုမြူးကောက်အဲ့ကျွန်တော်ပြလိုက်မိတယ်ဗျာဘာလို့ကိုမြူးကောက်မဟုတ်ဘူးလားဆိုတော့မဟုတ်ဘူးလေအကိုမိမကောက်လွှဲလိုက်ဆိုတော့အဲ့ဆိုကျွန်တော်ဟိုလိုဘိုင်ဘာနဲ့ချက်ပို့ရဆိုတော့ဘိုင်ဘာနဲ့ပို့လာတယ်မျိုးအဲ့ပေါ့နော်ဘိုင်ဘာကနေပို့လာတယ်ဘိုင်ဘာကနေပို့လာတဲ့ခါကျတော့ကြည့်ရတော့ဗျာအကောက်ကမတူတိုင်းအကိုလို့ကျွန်တော်ကတော့မနေ့ကအကိုလွှဲတဲ့အကောက်ကိုပဲကျွန်တော်ပြန်လွှဲပေးလို့မရဘူးလားဆိုတော့အားတဲ့ညီလေးတွေအဲ့ဒီကောက်ကပိတ်သွားပြီအဲ့မှာကျွန်တော်စိတ်တော့မတင်တော့ဒီလိုပါလားကိုရဲ့အဲ့ဒါဆိုရင်ကျွန်တော် VC ခေါ်လို့ရလားလို့မိတယ်ပေါ့နော် VC ခေါ်လို့ရလားဆိုတော့ကျွန်တော် VC ခေါ်လိုက်တယ်ကြည့်နော်ကျွန်တော် VC ခေါ်လိုက်တယ် VC ခေါ်တော့ VC ကိုတော့ကင်နေဘာလို့လဲဆိုရင်ကင်ပြီးတော့ဗျာဒီကင်မရာကိုလက်နဲ့ပိတ်ထားလိုက်တာသိလားလက်နဲ့ပိတ်ရဝါတော့ဗျာဝါတဲ့ခါကျွန်တော်ရုပ်ကလေးမမြင်ရတော့ပို့ပြီးတော့မတင်တာဖြစ်တယ်အကိုလို့မမြင်ရဘူးပြောတော့သူကလိုင်းမကောင်းလို့တဲ့ညီလေးတွေဖုန်းဝါသိမကောင်းကွာဒီလိုပဲဆိုတော့ထားလိုက်ပါလို့ဆိုဖုန်းချလိုက်တယ်အကိုလို့ကျွန်တော်လို့ VC ပြန်ခေါ်ပေးပါလားဆိုတော့မခေါ်ပေးဘူးမခေါ်ပေးတာနဲ့ကဲထားလိုက်တော့ကျွန်တော်တို့အယောင်းတဲ့ခါကျွန်တော်စီယန်ချုပ်ရတယ်နော်မနေ့ကယူသွားတဲ့စီယန်လေးရှိတယ်ပေါ့နော်အဲ့စီယန်လေးကျွန်တော်ဓမ္မရိုက်ပို့ပေးပါလားဆိုတော့အဲ့ဟာလည်းမရှိဘူးမိမနဲ့ပါသွားတယ်မိမပြင်သွားတယ်ဆိုတော့သူကဗျာပြောနေတဖြည်းဖြည်းနဲ့ဝေးလာတယ်ဗျာစကားရှင်းတော့မကြီးတော့ဘူးသူကစတော့ပြောမိမနဲ့စကားများတယ်ပြောတယ်ဗျာအခုကျတော့မိမအပြင်သွားလို့ပြောတယ်ဗျာအဲ့ဒါနဲ့စေမတင်ကတော့အဲ့ဆိုရင်အကိုဒီလောက်ပါလားလို့အကိုမနေ့ကခေါ်ရတဲ့ဖုန်းရှိတယ်ဗျာကျွန်တော်ကဖုန်း call တွေရှိတာအောင်နော်ပြီးတော့ကျွန်တော်တို့စီမှာဗျာစာချုပ်ချုပ်လို့ရှိရင်ဖုန်းနံပါတ်ထည့်ကြည့်တယ်ဗျာသိလားအဲ့ဒီဖုန်းနံပါတ်နဲ့ကျွန်တော်ပြန်ခေါ်ပေးပါလားဆိုတော့တဲ့မင်းတို့ကောင်နဲ့တကယ်ဆောက်လို့ရှိတဲ့ကောင်တွေပဲတဲ့ငါတို့ကပေါ့နော်ကိုယ်ဆက်ကိုပြန်တောင်းတော့မျက်နှာငယ်ဒီဝဲဆိုပြီးကျွန်တော်ဆဲပြီးတော့ဖုန်းချသွားတယ်ဖုန်းချသွားကျွန်တော်ပြန်ဆက်လိုက်တယ်အခုကျွန်တော်ဆဲသွားလားလို့ဆဲကျွန်တော်လုံးဝမပေးတော့ဘူးဗျာဆုံးလိုက်တာမဆဲဘူးညီလေးမဆဲပါဘာလို့ဆဲမှလဲကွာတဲ့ညီလေးတို့မှန်နေတာပဲဆိုတော့ဒီပြန်ဖြီသွားဖြီထားလိုက်ပါလို့ဆိုကျွန်တော်နဲ့ကြည့်တယ်ဗျာသူက KB နံပါတ်ကျွန်တော်ကြည့်တယ် KB ကြည့်လို့စိတ်ထဲမှာလည်းမသိဘူးကျွန်တော်အဲ့ KB ဖုန်းဆက်လိုက်တယ်ဖုန်းဆက်စပိတ်ထားတယ်သူ့ပြန်ဆက်လိုက်တယ်အကိုပေးရမနော် KB နံပါတ်ကလို့စပိတ်ထားတယ်လို့မင်းတို့ကကွာတယ်လို့လွှဲတာရှိတာမလွှဲဘူးလေအရန်ကြာတယ်ဗျာဆိုတော့ဒီပြည့်မသိငါတော့ဒီလိုပါလားအကိုရဲ့လို့ကျွန်တော်လို့အကိုစီကိုလာပေးမယ်လို့ပြောလိုက်တာလာပေးမယ်ဆိုလက်မခံဘူးဟဲ့အဲ့ဒါဆိုရင်မင်းတို့ရဲ့ဟိုပေါ့နော်စီယန်တွက်မဟုတ်ဘူးတဲ့ဟို30လုံးပြန်ပေးရမယ်ဆိုတော့ပေးမယ်ကိုလို့30လုံးပေးမယ်အကိုရုံးလာရင်ယူမယူကျွန်တော်ပို့ပေးမယ်ဆိုတော့အကိုမနေရလေလို့ဘာလို့ကျွန်တော်လိမ့်စာကျွန်တော်သိရဗျာလိမ့်စာသိရသူ့အလုပ်ကလည်းကျွန်တော်တို့သိရဗျာမနေ့ကတည်းကကျွန်တော်စကားပြောပြတာဆိုတော့လေအဲ့နဲ့သူကဟဲ့ငါရေးစခန်းရတယ်ချင်းမသွားတာရေးစခန်းရတယ်မသိသူကအရာရှိလို့ပေါင်းတဲ့စကားပေါ့အဲ့ဒါတိကွာလုံးဝလွဲသွားပြီဗျာလုံးဝလွဲသွားပြီစကားတော့နဲ့မတူတော့ကျွန်တော်ဆဲရပါလာတယ်သူနဲ့ပြောနေရင်းနေကိုဗျာစိတ်ထဲမှာမသိကတော့မပေးတော့ဘူးကျွန်တော်ကအဲ့ဒါဆိုရင်အကိုရှိရဲ့ရေးစခန်းကိုပြောကျွန်တော်လာပြီးမယ်ဆိုလို့ဆိုတော့မင်းတို့အောင်ရတဲ့ကုသစံကိုပြတ်တော့မျက်နှာငယ်ပါဆိုဘာလို့ဆိုဗျာကျွန်တော်တို့ကမှန်တယ်သူကရေးစခန်းမကတော့ဘယ်ဖြစ်ကျွန်တော်တော့ပေးရတယ်ဗျာသူအမျိုးမျိုးလိန်လုံးစုံမရလိန်နေတန်းနဲ့ဟို customer ရောက်လာတာငွေချင်းမဲ့ customer ရောက်လာတော့အကိုလို့ဒီမလို့အကိုဖုန်းဆက်တာမဟုတ်လားလို့အကိုဆင်ပြန်ခိုင်းနေဆိုမခိုင်းပါဘူးကွာတဲ့ကိုမနေ့ကပဲဆင်ချောက်ယူမသိဆင်ချောက်ပါလေအကိုမိမလည်းသိတယ်ဘာမှချက်ဆက်ရှိတယ်ဆိုပြီးတော့အမဖုန်းချပါဖုန်းချပြbắtတော့ကျွန်တော်ဟိုဒီမှာဆဲဝါနော်စုံတာပဲနော်တကယ်ကို2026မှာလိန်ကြီးရတကယ်ကိုတော်တော်လေးလဲပြီးရလာတယ်တော်တော်လေးကိုလည်းအဆင့်မြင့်လာတယ်ဗျာနော်အရင်လိုမျိုးကျွန်တော်တို့တွေ့ကြရလို့ပောက်လို့ပေးစားနေတာမဟုတ်တော့ဘူးတကယ်ကိုစနစ်ကြနော်စကားနှိုက်တာဘာညာအစလုံးဝအကွက်ကြနဲ့ဝင်လာတယ်အကွက်ကြနဲ့ပြောပြီးတော့မှအကွက်ကြလောက်တာ
တောင်းတိုင်းရောလဲလဲဝဲမရှိဆိုရင်ပါသွားတတ်တယ်အရန်သတိထားဖို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့လိုသတိထားနေသူရောပါဖို့နည်းနည်းလေးပဲလိုတယ်ပေါ့နော်သူကကျွန်တော်ကိုလိန်လို့မရတော့ဆိုတော့သိကြတယ်နောက်လူတွေသူ target ထားမှာပဲเนาะကျွန်တော်မိတ်ဆွေအားလုံးသတိထားလို့ရအောင်တင်ပေးတာပါကျွန်တော်ရဲ့ video ပေါ့နော်ဒီလူလင်ရဲ့ဖုန်းနံပါတ်တွေရောဘာဖုန်းနံပါတ်တွေပါအကုန်တင်ပေးထားမယ်เนาะကျွန်တော်မိတ်ဆွေအားလုံးကြည့်လို့ရအောင်ပါကျေးဇူးတင်ပါတယ်အားလုံးပဲပေါ့နော်တယောက်တစ်ယောက်ဟဲ့လားလှက်ပက်ချင်းအားလုံးပဲကင်းဝေးကြပါစေကျေးဇူးပါเนาะ